ခင်ဗျားတို့ငငယ်တုန်းကဒီလိုဂိမ်းဆက်လေးစောက်ပူကြလားဒါဆိုရင်ခင်ဗျားတို့က20 bond ဆိုတာတေးကြနေပြီအဲ့တော့ဒီလိုဂိမ်းဆက်လေးတွေကိုကျွန်တော်တို့အခုလက်ရှိကင်နေကြသုံးနေကြဖုန်းတွေမှာဘယ်လိုမျိုးအသုံးပြုရမလဲဆိုရယ်နီလန်ကောင်းလေး application တစ်ခုကိုကျွန်တော်တွေ့ထားလို့ဒီဗီဒီယိုထဲမှာမျှဝေခြင်းလို့ဖြစ်ပါတယ်ခင်ဗျာ Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Mandatory Buff for Channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုထဲမှာကျွန်တော်ပြောမယ့်အကြောင်းကကျွန်တော်ခေါင်းစဉ်မှာပေးထားသလိုပဲကျွန်တော်ပုံမှန်ပြောနေကြအကြောင်းအမျိုးမဟုတ်ပဲနဲ့fan ဖြစ်တဲ့အကြောင်းအလေးတခုမျှဝေခြင်းလို့ဖြစ်ပါတယ်ကျွန်တော်ဒီ retro game set လေးတွေကိုဖုန်းထဲမှာဘယ်လိုဆောက်ရမလဲဆိုတာအရင်မပြောပြခင်ဒီ retro game set လေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ငယ်ဘောကခဏတာလေးလွမ်းဆော့ကြတာပေါ့ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်ကျွန်တော်ကနေမှာကြီးပြင်းခဲ့တဲ့လူငယ်တယောက်ဖြစ်တဲ့အတွက်အမျိုးပွဲတန်းနေအမျိုးပွဲတော်တွေအမျိုးသွားတဲ့ချိန်ကျရင်အသေးငေးရတယ်ဗျာပြီးသွားရင်ဘော်ဒါတွေပတ်စံတက်နေတဲ့ဘော်ဒါတွေကဝယ်တဲ့ချိန်ကျရင်လည်းဘေးကနေလိုက်ငေးကြည့်ပြီးတော့တောင်းဆော့ရတာမျိုးပါညာလောက်ရတယ်ပြီးတော့ပတ်စံနေစုပြီးတော့ဒီလိုဂိမ်းဆက်တွေဝယ်ရပါတယ်ဒီခိုင်တက်နေကအရင်အလွမ်းဆော့တက်တာဖို့ကောင်းတယ်ပေါ့နော်အရင်ခက်ခဲခဲ့တဲ့ချိန်နေဖြစ်တယ်ဆိုပေမဲ့ကျွန်တော်ငယ်ဘဝအရင် fan ဖြစ်ခဲ့ပါတယ်ဒီ retro game လေးတွေကိုဆော်မှုအတွက်ကျွန်တော် Block Game ဆိုတဲ့ app ကို Play Store မှာ download လုပ်ပါတယ်။ Windows ရာအနေနဲ့ဒီ game ကiOS သမားတွေအတွက် support မလုပ်ပါဘူး App Store မှာလည်းမရှိပါဘူးခင်ဗျာဒီ game လေးကိုကျွန်တော်အရင်ဖွင့်ကြည့်လိုက်ပြီဆိုတာနဲ့ပထမဆုံးပေါ်မှာကဒီ game set လေးတွေအယောင်လေးတွေကျွန်တော်ရွေးလို့ရမယ်ပြီးတော့ပုံမှန်တိုင်းပဲ game set ရွေးပြီးသွားပြီဆိုရင်ကျွန်တော် game တွေဆောက်လို့ရမယ်ပေါ့အဲ့ဒီမှာသူခလုတ်လေးရှိရပေါ့ဒီဘက်အဝိုင်းခလုတ်ကြီးဆိုရင်ပုံမှန်ကျွန်တော်နှိမ့်နေတယ်လို့ပဲကျွန်တော်သိတယ်လို့ပဲokay ခလုတ်ဂိမ်းရွေးတဲ့ချိန်တိုင်းနှိပ်တယ်ဒီဘက်တော့မှရှိတဲ့ခလုတ်လေးခုဆိုရင်လည်းဟိုဘက်ဂိမ်းထဲမှာရှိတယ်လို့ပဲကျွန်တော်အပေါ်သွားရင်အပေါ်အောက်သွားရင်အောက်အမျိုးပဲညာရွှေ့လို့ရတာမျိုးဖြစ်ပါတယ်ဘယ်ဘက်နဲ့ညာဘက်ခလုတ်ဆိုရင်ကျွန်တော်ဂိမ်းတွေရွေးတဲ့ချိန်ကျရင်သုံးလို့ရတာဖြစ်ပြီးတော့အပေါ်ခလုတ်နဲ့အောက်ခလုတ်ဆိုရင်ကျွန်တော် level up level down လုပ်တဲ့ခလုတ်မျိုးဖြစ်ပါတယ်ပြီးတော့အပေါ်ကခလုတ်အပေါ်မှာခလုတ်လေးခုရှိရဟလားဒီခလုတ်လေးခုမှာဒီတစ်ခုက game ကို restart ပြန်ချတာ restart ပြန်ချရဲဆိုတာကျွန်တော် game ဆော့နေရင်းနဲ့အမျိုးရှုံးသွားတာတို့ဘာညာဆိုရင်အစအဆုံး game set ကိုပြန်စတာဒီလိုမျိုးပေါ့ဒုတိယတစ်ခုကတော့ pause လုပ်တာဗျာ game ကိုခဏရပ်ထားတာဥပမာအမေကခေါ်လို့အဖေကခေါ်လို့ရေလေးခတ်ပေးပါအောင်ဘာညာပြောချင်ကြရင်ရပ်တဲ့ခလုတ်ပြီးတော့ဒီခလုတ်ကကြတော့အတန်နေတချင်းတန်နေမမြည်ခြင်းဆိုရင်ပိတ်ထားလို့ရတယ် mute လုပ်လို့ရတယ်ခလုတ်ပေါ့ဒီဘက်ခလုတ်ကကြတော့သူက control ကိုပြရလားမသိဘူးကျွန်တော်လည်းမသိကြဘူးပေါ့နော်ဒီတက်တော့ sorry ဒီ application ကအားသာချက်ကဗျာသူကကျွန်တော်တို့ငငယ်တော့ဆော့ခဲ့တဲ့ game ရဲ့ feeling တိုင်းလုံးဝအပြည့်အဝပေးနိုင်တယ်ဗျာအတန်တွေရစခလုတ်အနေထားတွေရစဒီဂိမ်းလေးတွေလည်းအရန်ဆုံးတယ်လို့ကျွန်တော်ငငယ်တော့ဆော့ခဲ့တဲ့ပုံစံတိုင်းတထေရတိုင်းကိုခံစားရတာမျိုးဖြစ်တယ်တထေရတိုင်းဆိုတော့နည်းနည်းတော့ပိုရပါတော့သူရဲ့အားနည်းချက်လို့ရှာဖွေပြီးတော့ပြောရမယ်ဆိုရင်ဒီ physical key ခလုတ်ကိုနှိပ်ရတယ်လို့မျိုးမခံစားရတာပဲဗျာအဓိကတော့ဒီ application မှာ haptic feedback ကို support လုပ်ရင်တော်တော်ကောင်းပါခလုတ်ကိုနှိပ်လိုက်ရတဲ့ haptic ဝင်အောင်လေအဲ့လိုမျိုးဆိုရင်တော့ဒီ game က perfect ပဲကျွန်တော်ငယ်ဘောကလုံးဝရောက်သွားတယ်လို့မျိုးခံစားရမယ်လို့ကျွန်တော်တော့ယုံကြည်ရဗျာ Yup အဲ့တော့ဒီ video မှာပြောချင်တာကတော့ဒီ game ကိုမျှဝေချင်တာပေါ့နော်အဲ့တော့ဒီ game လေးကိုဆော့ပြီးတော့ခင်ဗျားတို့ငယ်ဘွားကိုလည်းခဏတာရောက်ရှိပြီးတော့မောပြေစေမယ်လို့ကျွန်တော်ထင်တယ်အနည်းဆုံးကတော့ဗျာကျွန်တော် social media scroll လုပ်နေရတဲ့တော့အများကြီးကိုအုံနောက်ကိုအနားယူတယ်လို့လည်းဖြစ်မှာဖြစ်တယ်လို့ကျွန်တော်တို့လည်းအများကြီး fan ဖြစ်စီမှာဖြစ်ပါတယ်အဲ့တော့ဒီ video လေးကအကျိုးရှိမယ်လို့ကျွန်တော်တော့မျှော်လင့်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ရဲ့ channel မှာဘယ်လို video မျိုးလေးမြင်ခြင်းလဲဘယ်လို video idea လေးတွေခင်ဗျားတို့မေးခြင်းသိခြင်းတဲ့အရာလေးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးပြီးတော့ကျွန်တော်ကိုတိုက်တွန်းလို့ရပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုဆုံးနေကြည့်ပါပြီလေကျွန်တော်ကျေးဇူးများကြီးပဲတင်ပါတယ်အဲ့တော့အားလုံးပဲပုံမှန်နဲ့ပဲ peace